အလင်းနဲ့အရိပ်ကြားကဧကရစ်ပေါ်တူဂီတို့ရဲ့ခရီးစဉ်ပေးသမျှလုံးပဲမင်္ဂလာပါလောကမှာတစ်ခုကိုပိုင်ဆိုင်မှုဆိုရင်အခြားတစ်ခုကိုလက်လွတ်ပေးဆက်ရတတ်တာကသဘာဝတရားရဲ့နေရာမှာတစ်ခုပါပဲကမ္ဘာဖလားရဲ့ရွှေရောင်ဆွဲဆောင်မှုရနံ့တွေတင်းပြန့်နေတဲ့ညနေခင်းတွေမှာချန်ပီယံဖြစ်ဖို့ရေပန်းစားနေတဲ့ပေါ်တူဂီသင်းဟာတမိုင်းတစ်ခုကိုရေးထိုးဖို့အတွက်စင်ခေါ်မှုတွေရှေ့မောက်ကိုရောက်ရှိလို့နေပါပြီလက်ရှိပေါ်တူဂီသင်းမှာရေသွေးမြင့်ကစားသမားတွေစုံလင်စွာတောက်ပနေပါတယ်ဒါပေမဲ့သူတို့မျှော်လင့်တဲ့အမြင့်ဆုံးအောင်မြင်မှုကိုစုခူးနိုင်ဖို့ဆိုရင်ကမ္ဘာအကောင်ဆုံးဧကရာဂျီခရစ္စတီယာနိုရိုနယ်ဒိုရဲ့ရင်ဘတ်ထဲကအတ္တတချို့ကိုစတေးရပါလိမ့်မယ်အသင်းလိုက်အောင်မြင်ခြင်းဆိုတဲ့ပန်းနိုင်ကြီးအတွက်ရိုနယ်ဒိုအနေနဲ့ငါးဆိုတဲ့အတ္တတွေကိုရှော့ချပြီးမျိုးဆက်သစ်တွေရဲ့နောက်ွယ်ကတိတ်ဆိတ်တဲ့ကြောက်ဆောင်ကြီးတစ်ခုလိုပံ့ပိုးပေးဆက်ရမယ့်ချိန်ပါပဲတရပုတ်တစ်ခုကိုစောင်းဖို့အတွက်ကိုယ့်ရဲ့အတောက်ပဆုံးဓာတ်သွားကိုတအိမ်ထဲကခဏပြန်ထည့်ထားရတာမျိုးတွေလည်းရှိတတ်ပါတယ်ပေါ်တူဂီသင်းရဲ့အနာဂတ်ဟာရိုနယ်ဒိုရဲ့အညှိုးတေးမဲ့အမှုပညာဆန်တဲ့ပေးဆက်မှုပေါ်မှာမူတည်နေပါတယ်သူရဲ့အတကိုရေးဖြော်ပြီးအသင်းနဲ့အတူတသားတည်းစီးဆင်းသွားမယ်ဆိုရင်ပေါ်တူဂီရဲ့ကမ္ဘာဖလားအိမ်မက်ဟာဝေးတော့မှာမဟုတ်ပါဘူးတခုကိုရဖို့တခုကိုစတေးရတဲ့ချန်ပီယံစိတ်ဓာတ်နဲ့ပေါ်တူဂီတို့ဘာတွေဆက်လုပ်ပြသွားမလဲဆိုတာဒီနေ့မှကျွန်တော်တို့အားလုံးရဲ့ခေါင်းပေါ်ကိုဖျက်ပြန်သွားတဲ့လေရင်ပြန်တွေလိုကျွန်တော်တို့ရဲ့စိတ်ကိုစူညံလို့နေစေခဲ့ပါတယ်ရိုနယ်ဒိုလုံးပြနိုင်ပါမလားရိုနယ်ဒိုရဲ့နေရာမှာဆိုရင်ခမများတို့ရောကိုယ့်ရဲ့အတ္တတွေကိုစတေးရနိုင်ပြီလား